မင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ပြောပြပေးမှာကရန်ကုန်မြို့တန်လွင်လမ်းမှာရှိတဲ့အင်္ဂလိပ်တစ်လုံးပါကျွန်တော်ရဲ့ client ကကိုယ်တိုင်လဲဆောက်လုပ်ရေးလုပ်ငန်းလုပ်တယ်လို့အမှုပညာကိုတန်ဖိုးထားစုဆောင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်လူလဲနေမယ်စုဆောင်ထားတဲ့ပကြီးတွေကိုပြလို့လဲရရမယ်ဆိုတာကဒီအိမ်အတွက် client ရဲ့လိုအပ်ချက်ပေါ့မြေခွဲရဲ့အကျယ်ဝန်းကတော့ square feet 9000နီးပါးကျယ်ဝန်းပါတယ်နောက်ပြီးတော့မြေပြင်ကိုသွားပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဒီတန်လွင်လမ်းတကြောမှာတွေ့ရတဲ့မြေခွဲပုံစံမျိုးတွေပဲသူကခြံတဲ့အပြင်ဘက်မှာရောအတွင်းဘက်မှာရောအနေအမြင့်တွေနဲ့ပြီးတော့နောက်တစ်ခုကမြေခွက်ကလည်းအနောက်ဘက်ကိုမျက်နှာလှည့်နေတဲ့မြေခွက်အနေထားဖြစ်နေပါသေးတယ်လူနေအိမ်နဲ့ gallery ဆိုရဲမတူညီတဲ့ function နှစ်ခုကိုအဆောက်အဦတစ်လုံးထဲမှာနေရာချထားပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ရှင်တွေရဲ့ privacy ကိုစဉ်းစားပေးဖို့လိုလာတာပေါ့ဆိုတော့ private zone တွေဖြစ်တဲ့အခန်းတွေအတွက်ကအဆင်ပြေပေမဲ့အတက်အဆင်းအသုံးပြုမဲ့လှေကားတို့ lift တို့အတွက်ကကျတော့စဉ်းစားသွားရပြီလူနေအိမ်ဘက်ကနေပြီးတော့လည်းအထက်တိုင်း gallery ကိုကူးလို့ရချင်တယ်အဲ့လိုဖြစ်တဲ့အခါကျတော့ lift ကိုအလယ်မှာထားပြီးတော့ဒီ control လုပ်လို့ရတဲ့ lift lobby နဲ့အဆောက်အဦကိုအဲ့လိုဘယ်ညာနှစ်ချမ်းခွဲပြီးတော့စုံနှစ်ခုခွဲလိုက်တယ်လှေကားကတော့ ground floor ကနေအပေါ်ဓာတ်ကိုဆက်ထားတဲ့လှေကားတစ်စင်းက gallery အတွက်ရှိတယ်လို့အိမ်ဘက်အချမ်းမှာလည်း first floor ကနေပြီးတော့အပေါ်ရဲ့အခန်းတွေကိုတက်တဲ့လှေကားတည်တံ့ရှိတယ်ground floor မှာတော့ကားရပ်ဖို့နေရာတွေရဲ့တအိမ်လုံးအတွက် main entry lobby နဲ့လိုအပ်တဲ့ store room တွေအတွက်နေရာချထားလိုက်တယ် first floor ကိုတက်မဲ့လှေကတစ်စင်းနဲ့ဒီ lift ကအဲ့ဒီ lobby မှာရှိရပါဒီထက်မှာတော့အေကန်မရှိဘူး first floor မှာတော့ gallery နဲ့အိမ်အတွက် living dining kitchen နဲ့ garden area တွေတွေ့ရလိမ့်မယ် dining နဲ့တွဲတဲ့နေရာမှာတစ်သားတဲကင်ရဲ့အတူ garden တစ်ခုရှိမှာဖြစ်ပြီးတော့အေကန်နဲ့တွဲရမှာလည်း garden ရှိတယ် living area နဲ့ဆက်ဆက်နေတဲ့ဒီအရှိက garden ကတော့ကျွန်တော်အမြင်မှာဆိုလို့ရှိရင်မနက်ခင်း coffee တစ်ခွက်နဲ့ live ဖက်ဆုံးနေရပါတယ် living နဲ့ဒီ dining area ရဲ့ကြားမှာတော့အိမ်အတွက်လှေကားရှိပြီးတော့အပေါ်ရက်မှာရှိတဲ့အခန်းလေးကိုတက်ရောက်ဖို့အတွက်သုံးမှာဖြစ်ပါတယ် second floor နဲ့ third floor တွေမှာတော့ private balcony တွဲရပါတယ် master suite ၄ခန်းနဲ့ gallery ရှိပါတယ်အပေါ်ဆုံးမှာတော့ဖျားခန်းရယ် guest bedroom တစ်ခန်းရယ်အဲ့ဒါနဲ့အတူတူ open terrace နေရာလောက်ထားတဲ့အခါကျတော့ private event တွေလုပ်လို့ရတာအဲ့ဒီအတွက်ကလည်းလွယ်ကူအဆင်ပြေအောင်လို့အထက်တိုင်းမှာရှိတဲ့ gallery အတွက် pantry နဲ့ powder room ကိုထည့်သွင်းပြီးစဉ်းစားပေးထားပါတယ်။အဆောက်အုံရဲ့အားလုံးစုစုပေါင်း area ကတော့ square feet 16000ရှိပါတယ်။အစပြောခဲ့သလိုပဲမြေခွက်ကအနောက်ဘက်မျက်နှာလှည့်နေတော့အိတ်ခမ်းတွေရေချိုးခမ်းတွေအတွက်ကတဘာဝအလင်းအောင်လည်းရဖို့လိုသလိုမလိုအပ်တဲ့အပူရှိန်နဲ့အလင်းအောင်တွေကိုလည်းရှော့ချဖို့လိုတယ်လေဒါအပြင်ကနေအိမ်ခန်းတွေကိုဓာတ်ရိုက်မြင်နေရတော့လေကန့်သက်ချင်တော့ဒီ vertical fence တွေနဲ့ကာလိုက်မယ်ပေါ့အဲ့လိုမျိုးစဉ်းစားခဲ့ကြတယ် material ကိုဘာနဲ့လုပ်မလဲလို့တိုင်ပင်ကြတဲ့အခါကျတော့ lightweight concrete fence တွေနဲ့လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့အင်ရှင်ကိုရန်ကလည်းထုတ်လို့ရေးနဲ့တက်စင်ရေးကို
လုပ်ခဲ့ကြပါတယ်သူ့အပေါ်ကိုကြားတဲ့ဒီ natural နဲ့ artificial light တွေနေကြောင်းပေါ်လာတဲ့အရေးတွေကတော့ကျွန်တော်သိကြိုက်တယ်ကြည့်လို့လည်းမဟုတ်ပါဘူးကျွန်တော်အဆောက်အအုံကဒုရနည်းနည်းကြည့်တော့အပြင်ကနေကြည့်လို့ရှိရင်လေးလေးပင်ပင်ကြီးဖြစ်မနေစေချင်ဘူးနေအောင်ကာမဲ့ vertical fins တွေလည်းထဲတော့အမြင်မှာလည်းမရှုပ်နေစေချင်ဘူးဒါကြောင့်တစ်လွှာနဲ့တစ်လွှာကိုထိဆက်မနေဘဲနဲ့လွတ်ထွက်နေတဲ့အမြင်မျိုးပေးမှရမယ်ဆိုပြီးတော့လုပ်ခဲ့တာဒါတွေလုပ်ဖို့ကလည်းဆိုင်ရာ professional တွေနဲ့တိုင်ပင်ပြီးမှအခုလိုတိတိပပလုပ်လို့ရလာတာကျွန်တော် online မှာကျွန်တော်မိသားစုအတွက်အင်္ဂလိပ်တစ်လုံးစောက်ဖို့ကိစ္စပေါ်လာတယ်ဆိုပါတော့ပေါ်လာရင်အကြောင်းရင်းကတော့ကျွန်တော်ဟာစောင့်လေးလုပ်ငန်းလုပ်တဲ့အပြင်ကျွန်တော်မြန်လုပ်တဲ့ပကြီးကားတွေကိုစူဆောင်းဖြစ်ခဲ့တယ်ပေါ့နော်စုထားတဲ့ပကြီးကားတွေများလာတော့ကျွန်တော်အခုလက်ရှိနေနေတဲ့အိမ်နဲ့နေရာထားဖို့အခက်အခဲဖြစ်လာတယ်ဆိုတော့အဲ့မှာတိုက်တိုနဲ့ကျွန်တော်စကားပြောပြသွားပါတယ်တိုက်တိုနဲ့ပြောတဲ့အချိန်မှာဒီဇိုင်းပိုင်းမှာအများကြီးပြောကြရမလို့ပဲနဲ့ဒီဇိုင်းကိုအပြီးဖြတ်နိုင်ခဲ့တာကျွန်တော်ရဲ့ requirement ဖြစ်တဲ့လူနေဖို့အပြင်ကျွန်တော်ရဲ့ပကြီးကားတွေထားဖို့နေရာနိုင်ရများလိုရတယ်ဆိုပြီးကိုတီဟာကိုကျွန်တော်ပြောပြီးတိုင်ပင်ခဲ့ပါတယ်ကိုတီဟာလည်းအဲ့ဒီတိုင်းပဲအကောင်းဆုံးကောင်းတဲ့ပေါ်ခဲ့တာကိုကျွန်တော်ကျင့်납မိပါတယ်နောက်တစ်ခုကကျွန်တော်ဒီအိမ်ကိုယ်တိုင်လဲစောက်ခဲ့တယ်ကိုယ်တိုင်ဖန်တီးခဲ့တဲ့လူတစ်ယောက်တွေကျွန်တော်ဒီမှာအခက်အခဲတချို့ဟာလေးတွေရှိခဲ့ပါတယ်တိုက်တူရဲ့ဒီဒီဇိုင်းအရကျွန်တော်အကြိုက်ဆုံးနေရာဖြစ်တဲ့အပြင်ဖက်ဆက်ပေါ့နော်ကျွန်တော် vertical fin တွေပေါ့အဲ့ဒီ vertical fin တွေကတော့ကျွန်တော်တို့ခက်ခဲလုပ်ခဲ့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူပေးထားတဲ့ pattern လေးမျိုးကိုကျွန်တော်မိုးတွေအကုန်လုံးဖန်တီးပြီးတော့မှကျွန်တော်တို့ precast နဲ့ကျွန်တော်အပြင်မှာလာပြီးရင် flow beam နဲ့တိုင်းbeam တွေကြားထဲမှာကျွန်တော်တို့ခက်ခဲနဲ့ကျွန်တော်အများကြီးကျွန်တော်အဖွဲ့သားတွေအားလုံးလည်းပင်မွန်းနဲ့လုပ်ခဲ့ကြပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်ကြည်နန်းနဲ့ဒီလိုရခဲ့တာကိုကျွန်တော်အများကြီးကျင့်နဲ့အားရမိပါတယ်နောက်တစ်ခုရဖို့အိမ်နောက်တစ်ခုဆောက်ဖို့အတွက်အစာအုပ်ဆောက်မဲ့လူတွေကိုကျွန်တော်ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သက်ဆိုင်ရာ professional တွေကိုကောင်းစွာအသုံးချပြီးတော့အစာအုပ်ကိုဆောက်ဆွေးခြင်းပါတယ်ကျွန်တော်အိမ်ဆိုလို့ရှိရင်ကျွန်တော်ဟာ architect structure engineer MEP ကျန်တဲ့ကျွန်တော်တို့အောက်ခြေအလုပ်သမားတွေကစအကုန်လုံးညှိနှိုင်းဆောင်ရွက်ပြီးတော့မှကျွန်တော်တို့ကအစာအုပ်ကိုဆောက်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်အိမ်အတွက်အိမ်ကောင်းတစ်ခုလက်ဝယ်ပိုင်ဆိုင်လဲရပါတယ်အဲ့ဒီအတွက်ကျွန်တော်အိမ်ကိုဖန်တီးပေးကြတဲ့ပညာရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် client ကဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့သူဖြစ်တာကတကြောင်သူကိုယ်တိုင်ကကျွန်တော်တို့တိုက်တူ architect ရဲ့ဖန်တီးထားတာကိုမရအောင်အဖက်ဖက်ကစူးစမ်းအကောင့်ထဲပေါ်ပေးခဲ့တာကြောင့်လေကျွန်တော်တို့ရဲ့နောက်ထပ်အိမ်တစ်လုံးကမြေပေါ်မှာအခုလိုမျိုးအကောင့်ထဲပေါ်ခဲ့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တိုက်တူ architect ကတီဟာမင်တွင်ပါ